ကမ္ဘာအသက်ငယ်ဆုံးစစ်တပ်စာလူသက်သမားအခုမြင်နေရတဲ့ဒီကလေးလေးကရက်ဆက်တဲ့ခွင်ဆက်လူသက်တာတွေလုပ်ခဲ့တယ်ဆိုရင်လူကြီးမင်းတို့အနေနဲ့ယုံနိုင်မလားဒါပေမဲ့ဒီဟာကတော့အဟုတ်ဖြစ်ခဲ့ပြီး2000ဝန်းကျင်လောက်ကအိန္ဒိယနိုင်ငံသားမကဘဲနဲ့ကမ္ဘာတဝန်းထိပါအံ့ဩစေခဲ့တဲ့အမှုပါဒီကောင်လေးဆိုရင်အသက်9နှစ်မှာပဲလူတွေကိုလိုက်တက်ခဲ့ပြီးသူကိုယ်တိုင်ကလည်းစိုက်ကိုဝင်နေပြီးတော့စစ်တပ်စာလူသက်သမားတစ်ယောက်ဖြစ်နေတာလည်းဖြစ်ပါတယ်ဒီနေ့မှာတော့မှုကင်းသမိုင်းတွေကရက်ဆက်ပြီးထူးခြားတဲ့အိန္ဒိယကအသက်ငယ်ဆုံးစစ်တပ်စာလူသက်သမားတစ်ယောက်ကြောင့်ကိုမျှဝေပေးပါမယ်ကလေးတွေလူသက်မှုကျွလွန်တာကအထူးဆန်းကြီးမဟုတ်ပေမဲ့လူတွေကိုအများကြီးတက်တဲ့ကလေးအရွယ်ကွင်းဆက်လူသက်သမားကိုတော့မြင်ရကြားရခဲ့ပါတယ်ဒါပေမဲ့ဒီကောင်လေးကအသက်8နှစ်ပဲရှိသေးတဲ့အချိန်မှာအချိန်ပေါင်းများစွာတပ်ဖြတ်မှုတွေလုပ်ခဲ့တာပါသူ့နာမည်ကတော့အာမာကြီးဆာရာဖြစ်ပြီးအိန္ဒိယနိုင်ငံဘီဟာပြည်နယ်မူရှာယာရွာလေးမှာမွေးဖွားခဲ့ပါတယ်ဆာရာကဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာသူဖြစ်ပြီးတော့သူ့အဖေကတော့အလုပ်ချမ်းလုပ်တဲ့အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်ဆာရာကအသက်9နှစ်လောက်ကတည်းကသူ့ရဲ့စိတ်မှာအကျဉ်းသားတရားမရှိတာတွေစိတ်တစားလိုမူမမှန်တဲ့ပုံစံတွေဖြစ်လာခဲ့တယ်ဒီလိုတွေကြောင့်သူ့အသက်10နှစ်ရောက်တဲ့အခါသူ့ရဲ့မိသားစုဝင်တွေကလူတဦးအပေါင်းပဲတခြားလူ3ဦးကိုတပ်ဖြတ်တဲ့လူဖြစ်လာတယ်ဆာရာကသူ့ရဲ့ပထမဆုံးလူသတ်မှုကို2006ခုနှစ်မှာကျူးလွန်ခဲ့တာဖြစ်ပြီးအသက်ခံရသူကသူနဲ့မောင်နှမဝမ်းခွဲတော်ဆက်သူ6နှစ်အရွယ်ကလေးမလေးဖြစ်ပါတယ်ဆာရာရဲ့ဒုတိယတက်ခဲ့တဲ့လူကတော့မွေးပြီးရှိလာတာရှိသေးတယ်သူညမအရင်ပါနောက်ဆုံးတစ်ယောက်ကတော့အင်ဂျင်နီယာပတ်ဝန်းကျင်ကကုရှဘူလို့ခေါ်တဲ့6လသားအရွယ်ကလေးမလေးပါဆာရာကကုရှဘူကိုအမေဖြစ်သူကမူဂျိုကျောင်းမှာတယောက်တည်းထားခဲ့ပြီးအိမ်မှုကိစ္စတွေတွားလုပ်နေတဲ့အချိန်မှာတဲ့ရီခေါ်ပြီးတက်ခဲ့တာကုရှဘူမေကကလေးပြောက်လို့ရှာဖွေတာတွေလုပ်နေတဲ့အချိန်မှာဆာရာကရဲရစီတွားပြီးသူတက်ခဲ့တဲ့အကြောင်းဝန်ခံခဲ့တယ်ကုရှဘူကိုအုံးလီခဲနဲ့ရိုက်ပြီးလေဘင်းကိုညှစ်ခဲ့တာလို့ဝန်ခံခဲ့တဲ့အပြင်မြေမြုပ်ဖို့လုပ်တဲ့နေရာကိုပါခေါ်ပြသွားခဲ့ပါတယ်အဲဒါကြောင့်ရဲတွေကဆာရာကိုဖမ်းခဲ့ပြီးဆာရာကလည်းအရင်လူတက်ခဲ့တာတွေကိုပါကြည်နေနဲ့ဝန်ခံခဲ့ပါတယ်ဆာရာရဲ့ဦးလေးကတော့သူ့ရဲ့မိသားစုဝင်တွေကပထမလူသက်မှုနှစ်ခုရဲ့တရခင်ကဆာရာဖြစ်မှန်းသိပေမဲ့မိသားစုပြဿနာဖြစ်လို့ရဲရစီမတန်ကြားခဲ့တာလို့လည်းပြောပါတယ်အိန္ဒိယရဲ့ဥပဒေအရကလေးတွေကိုထောင်ချတာတွေတေးတန်းချတာတွေပြုလုပ်လို့မရတဲ့အတွက်ဆာရာကိုအသက်16နှစ်အထိမွန်ကင်မြို့ကလေးတငယ်စောက်ချော်ရေးစင်တာမှာထိန်းသိမ်းထားခဲ့တယ်ဒါပေမဲ့2016ခုနှစ်မှာတော့သူကပြန်လည်လွတ်မြောက်လာပြီလို့သိရပြီးဗမာနေထိုင်တာကအစသူတည်တဲ့အစနာကိုမကြားရတော့ပါဘူး